ဟိုးရှိတုံးကပေါ့လှပတဲ့ပန်းတွေအမြဲပွင့်နေတဲ့ရောင်စုံတုံးအုပ်လေးတစ်ခုရှိပါတယ်အဲ့ဒီတုံးအုပ်လေးထဲမှာနှင်းဆိုရဲနဲ့သမီးလေးတစ်ပါးနေထိုင်ပါတယ်နှင်းမှာတောက်ပတဲ့တောင်ပန်လေးတွေရှိပြီးသူမရဲ့လက်ထဲကမော်တာဝီးလေးနဲ့တိုးလိုက်ရင်ညှိုးနှွဲ့နေတဲ့ပန်းလေးတွေဟာချက်ချင်းပြန်လဲလန်းဆန်းလာတတ်ပါတယ်။ဒါပေမဲ့နှင်းဟာသူမမှာမော်ဆွမ်းရှိတာကိုဂုဏ်ယူပြီးတခါတလေတုပ်ထဲကတခြားသတ္တဝါလေးတွေကိုအေးမဆိုင်သလိုနေတတ်ပါတယ်။ဒီနေ့မှာတော့နှင်းဟာတစ်ပင်ကြီးတစ်ပင်အောက်မှာအိပ်ပျော်သွားတော့သူမရဲ့မော်တာဝီးလေးပျောက်ဆုံးသွားပါတယ်။မော်တာဝီးလေးမရှိရင်သူမဟာပန်းလေးတွေကိုမပွင့်စီနိုင်တော့ဘူး။ပြန်တန်းဖို့တော့အားနည်းလာပါတယ်။နှင်းဟာအယံဝန်းနေပြီးငိုနေတော့မှတရွက်စီတကောင်ရောက်လာပြီးမေးတယ်။လက်သမီးလေးဘာလို့ငိုနေတာလဲကျွန်တော်ကူညီရမလား။နှင်းကပြန်ပြောတယ်။မင်းလိုတရဝတိတိလေးကငါ့ကိုဘယ်လိုကူညီနိုင်မှာလဲ။သွားပါဆိုပြီးမောင်းထုတ်လိုက်တာပေါ့။ဒါပေမဲ့တရွက်စိတ်လေးကစိတ်မဆိုးပဲသူ့တငယ်ချင်းတွေကိုခေါ်ပြီးမော်တာဝီးလေးကိုဝိုင်းရှာပေးကြတာပေါ့။ခဏကြာတော့တရွက်စိတ်လေးတွေဟာချုံမိုးတစ်ခုထဲမှာညက်နေတဲ့မော်တာဝီးလေးကိုတွေ့သွားပါတယ်။ပြွေစိတ်တကောင်နဲ့ဆိုရင်မနိုင်ပေမဲ့ရာနဲ့ချီရဲ့ပြွေစိတ်လေးတွေစုပေါင်းပြီးမော်တာဝီးလေးကိုလက်သမီးလေးနှင်းစီအရောက်တည်ဆောင်လာပေးကြပါတယ်။လက်သမီးလေးနှင်းဟာမော်တာဝီးလေးကိုပြင်ရတဲ့အခါအယံဝမ်းသာသွားသလိုမိမိကိုမိမိလည်းအယံရှက်သွားပါတယ်။အားလုံးကိုတောင်းပန်ပါတယ်။မင်းတို့ကတင်းငယ်ပေမဲ့ငါထထောင်ပို့ပြီးအစွမ်းထက်ကြတာပဲလို့နှင်းကချီချူးစကားပြောဆိုလိုက်ပါတယ်။အဲ့ဒီနေ့ကနေစပြီးလက်သမီးလေးနှင်းဟာမမာနတွေကိုဆွန့်လွတ်လိုက်ပါတယ်။သူမဟာပန်းလေးတွေကိုပဲမှော်တက်နဲ့ကူညီရမဟုတ်ပဲတောအုပ်ကြီးထဲမှာရှိတဲ့တရဝါလေးတွေအားလုံးကိုပါဂီယုဆိုင်ပြီးအထူးထူးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါတော့တယ်။ကဲတတမီမီလေးတို့ရေဒီပုံမီလေးကနေရလိုက်တဲ့သင်ခန်းစာကတော့ဘသူ့ကိုမှတင်းငယ်ရဆိုပြီးအချိန်မသေးသေးပါဘူး။လူတိုင်းမှာကိုယ်စီအစွမ်းရှိကြပြီးအချင်းချင်းကူညီရိုင်းမင်းချင်းကသာအင်အားအကြီးဆုံးမှော်တက်ပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ရှုနေဆိုရင်တော့မမရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်။